မင်္ဂလာပါကျွန်တော်တို့ရဲ့တွင်းချက်ကြလေကြဆွေးနွေးမှုနဲ့ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လူသားတွေရဲ့မူလအစနဲ့ပတ်သက်တဲ့ရှုထောင့်တစ်ခုပေါ့ကျွန်တော်တို့လက်ထဲမှာ passion bombing ဆိုတဲ့စာရန်ကောင်းလို့ချက်တစ်ခုရှိပါတယ်အဲ့ဒီထဲမှာလူသားတွေဟာဖန်ဆင်းခံတွေထစ်တယ်ဆိုတာကိုတတ်သိပြဖို့ကြိုးစားထားတယ်ဒါပေမဲ့လေသူတတ်သိပြပုံကကျွန်တော်တို့ထင်ထားတာထက်ပိုပြီးအတွင်းကျကြနိုင်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ဒီစာတန်းရဲ့အဆိုပြုချက်တွေကိုတစ်ခုချင်းစီခွဲခြမ်းစိတ်ဖြတ်ကြည့်ဖို့ပါပဲလူတယောက်ချင်းစီရဲ့မတူညီရဲ့ထူးခြားမှုငနေစပြီးတော့ကျွန်တော်တို့ရဲ့အတွေးခေါ်တွေရဲ့အနက်ရှိုင်းဆုံးအလွှာတွေအထိပေါ့ဒီအချက်တွေကဖန်ဆင်းရှင်တယောက်ရှိတယ်ဆိုတာကိုဘလို့များညွန်ပြနေတယ်လဲဆိုတာကိုလေ့လာသွားကြမှာပါစာတန်းအစမှာမေခွန်းတုံးကိုနဲ့စဖွင့်ထားတာလေလူသားတွေဟာဖျားတခင်ကဖန်ဆင်းထားတာလားမိဘနှစ်ပါးကနေဖြစ်ပေါ်လာတာလားဒါမှမဟုတ်ဒီတိုင်းပဲမတော်တဆဖြစ်လာတာလားကဲဒီတော့စာတန်းရဲ့ပထမဆုံးတက်တွေကိုကြည့်လိုက်ကြအောင်ပထမဆုံးသူထိုးပြတဲ့အချက်ကရိုးရှင်တလောက်တော်တော်တွေးစရာကောင်းတယ်အဲ့ဒါကလူသားတဦးချင်းစီရဲ့တမှုထူးခြားမှုပါစာတန်းမှာမြန်မာနိုင်ငံလူဦးရေတန်း80ကိုဥပမာပေးထားတယ်အဲ့ဒီလူတန်း80မှာတယောက်နဲ့တယောက်ရုပ်စင်တာပဲရှိမယ်လုံးဝတပုံစံနဲ့တူတာမရှိဘူးတဲ့ဒီအချက်ကိုသူကဖန်ဆင်းခြင်းရဲ့တက်တဲ့တစ်ခုအနေနဲ့တင်ပြထားတယ်။ညီကိုဘာသာရေးဆိုင်ရာတက်တဲ့တစ်ခုအဖြစ်ဘလို့အသုံးပြုထားလဲဆိုတာပါပဲ။ဟုတ်။ဒါပေမဲ့ဒီအချက်ကိုခက်တဲ့သိပ္ပံကမျိုးစီပေါင်းစပ်မှုရဲ့မလွဲမရှောင်သာတဲ့ရလဒ်တစ်ခုလို့မမြင်နိုင်ဘူးလား။ဒါကအရန်ကောင်းတဲ့မေးခွန်းတစ်ခုပါပဲ။ဒီစာတန်းရဲ့ချင်းကပုံကသိပ္ပံနည်းကျဖြစ်နိုင်ခြေ probability အမြင်နဲ့တော့နည်းနည်းကွာနေတယ်။အော်သူဆိုလိုချင်လာကဇီဝပယအရာမဖြစ်နိုင်ဘူးလို့ငင်းနေတာမဟုတ်ဘူးဒါပေမဲ့ဒီလောက်များပြားလာတဲ့လူဦးရေမှာတယောက်ချင်းစီကိုလက်ပွေးရအစအသွေးခေါ်အစုံလုံးဝမတူအောင်တီးတန့်ဖြစ်နေခြင်းရဲ့နောက်ွယ်မှာရည်ရချက်တစ်ခုရှိနေတယ်လို့သူကဆိုလိုတာပါရည်ရွယ်ချက်ဟုတ်ကဲ့ random ဖြစ်စဉ်တစ်ခုကနေဒီလောက်တိကျတဲ့တဦးချင်းစီဆိုတဲ့တီးတန့်ဖြစ်တည်မှုတွေဖြစ်ပေါ်လာဖို့ထက်တမင်ကဖန်တီးထားတဲ့ design တစ်ခုရဲ့လက်ရဖြစ်တယ်လို့ယူဆခြင်းကပိုပြီးရွတ်တည်တန်တယ်လို့သူကအဆိုပြုနေတာပါဆိုတော့ဒါကတိတ်ပန်နေချတက်တည်ပြချက် theory ရဲ့ဒသနာဖြစ်တဲ့ဆန်တဲ့အဆိုပြုချက်တစ်ခုလို့ပြောလို့ရမလားအတိအကျပါပဲအဲ့လိုပြောလို့ရပါတယ်အော်ဆိုတော့သူကဖြစ်နိုင်ခြေထက်ရည်ရွယ်ချက်ကိုပိုအလေးပေးပြီးပြောနေတာပေါ့ယုံပိုင်းဆိုင်ရာမတူညီမှုကအစပြိုးယုံပဲပေါ့နော်ဟုတ်ပါတယ်ဒီချက်ကိုပိုခိုင်မာအောင်သူကလူနဲ့တတိချန်ကြတာကြွားချချက်တွေကိုဆက်ပြီးထောက်ပြထားပြန်တယ်လူသားတွေဟာမြေကြီးကနေဒါမှမဟုတ်တတိချန်ကနေဆင်းသက်လာတာမဟုတ်ဘူးဆိုတာကိုပြပြတတ်တတ်ကိုပြောထားတာဒီအတွက်သူပေးထားတဲ့ဥပမာနှစ်ခုကလည်းစိတ်ဝင်စားစရာပဲတစ်ခုကမြောက်ဦးနောက်ဟာလူဦးနောက်ရဲ့80ရာခိုင်နှုန်းပဲရှိတယ်ဆိုတဲ့အချက်ဟုတ်ကဲ့နောက်တစ်ခုကလူနဲ့တတိချန်ရဲ့သူအချင်းချင်းသွန်းလို့မရဘူးဆိုတဲ့အချက်ဒီအချက်အလက်တွေကိုသူကလူသားတွေဟာတဘာဝလောကရဲ့အစိတ်ပိုင်းတစ်ခုဆိုတာထက်တီးတန့်ဖန်ဆင်းခံဖြစ်တဲ့ဆိုတာကိုပြဖို့တုံးထားတာဟုတ်ပါတယ်ဒီနေရာမှာစာတန်းရဲ့နီးပြွန်းဟာကိုတတိထားကြည့်လို့ရတယ်သူကသိပ္ပံတွေ့ရှိချက်လို့ထင်ရတဲ့အချက်အလက်တွေကိုယူသုံးပြီးသူ့ရဲ့ဘာသာရေးဆိုင်ရာအယူဆကိုထောက်ပံ့ပေးနေတာပါဥပမာဦးနောက်ရွယ်စားကိုကိုးကားထားတယ်မဲ့ခက်တဲ့အာယုံကျော်သိပ္ပံပညာရှင်တွေကတော့အရွယ်စားထက်ဦးနောက်ရဲ့ဖွဲ့စည်းပုံဟုတ်အထူးသဖြင့်စဉ်းစားချင့်ချင်မှုတွေလောက်တဲ့ prefrontal cortex ရဲ့ရှုပ်ထွေးတဲ့လို့ဆောင်နိုင်စွမ်းကပိုအရေးကြီးတယ်လို့ထောက်ပြကြမှာပဲ။အော်ဟုတ်မှာပဲ။ဆိုတော့စာတန်းကသူ့အဆိုကိုခိုင်မာအောင်ဒီအချက်လက်တွေကိုယိုရှင်းအောင်လုပ်ပြီးအသုံးပြုထားပုံရတယ်။အဓိကသူပြောချင်တာကလူနဲ့တိရစ္ဆာန်ကြားမှာကြော်လွှားလို့မရတဲ့ခြားနားချက်တစ်ခုရှိရဲ့။ဒါကြောင့်လူဟာတိရစ္ဆာန်ကလေးစင်ကေးထိပေါ်လာတာမဖြစ်နိုင်ဘူးဆိုတဲ့အချက်ပဲ။ရှင်းသွားပြီ။ဆိုတော့အပြင်ပန်းရုပ်ပိုင်းဆိုင်ရာကွဲပြားမှုတွေဇီဝကမဆိုင်ရာကွဲပြားမှုတွေကနေသူတကယ်ပြောချင်တဲ့အဓိကအချက်ဖြစ်တဲ့လူသားတွေရဲ့အတွင်းစိတ်ကဘာဘက်ကိုဆွေးနွေးမှုကရောက်လာပြီဒီနေရာကစပြီးဒီစာတန်းကတော်တော်လေးအတွင်းကျဆွေးနွေးလာတာကိုတွေ့ရတယ်စာတန်းထဲမှာဖျားသခင်ကလူသားတွေကိုသူ့ရဲ့စိတ်သဘောကိုနားလည်နိုင်မှုခါရှမ်းထိုဆိုတဲ့အရာတစ်ခုပေးထားတယ်လို့ပြောတယ်ဘာသာပြန်ထားတာကတော့တန်ရှင်းသောဝိညာဉ်တော်ပေါ့ဟုတ်ပါတယ်ရှင်အဲ့ဒီခါရှမ်းထိုကနေတဆင့်လူတွေလျှောက်လန်းကြတဲ့လမ်းနှစ်တွေကိုသူကရှင်းပြထားတယ်ပထမလမ်းကအဲ့ဒီဝိညာဉ်နဲ့အဆက်အသွယ်ပြတ်နေတဲ့လမ်းစာတန်းထဲမှာခါဆွတ်တာစကလိုလို့တုံးထားတယ်ဝိညာဉ်လွတ်မြောက်မှုမရှိခြင်းပေါ့ဟုတ်ကဲ့ဒီလမ်းပေါ်ကလူတွေကစုတောင်းကြီးမပြုတဲ့အတွက်ဖခင်ရဲ့လမ်းညွှန်မှုကိုမရတော့ပဲ
ကိုယ့်ရဲ့မန်းဆက်ချက်ကိုယ့်ရဲ့အထင်မြင်နဲ့ပဲအရာရာကိုဆုံးဖြတ်လုပ်ကန်ရတယ်လို့ဆိုတယ်စာတန်းထုံးစကလုံးကအမော်တယ် အမှားဆိုတော့ကိုယ့်ရဲ့မန်းဆက်ချက်ကိုယ့်ရဲ့အတ္တအမြင်နဲ့ပဲရှောင်နေရတဲ့သဘောပေါ့မြင့်မြတ်တဲ့လမ်းညွှန်မှုမရှိပဲမြူထဲမှာလမ်းရှောင်နေရတယ်လို့မျိုးလား အဲ့လိုဥပမာပေးလို့ရပါတယ်ဟုတ်ကဲ့ ဒါဆိုဒုတိယလမ်းကတော့ဘယ်လိုလဲ ဒုတိယလမ်းကတော့အဲ့လမ်းညွှန်မှုကိုရရှိတဲ့လမ်းဖီရာသခင်ရဲ့အတန်ကိုကြားရတဲ့လမ်းပေါ့ဒီနေ့မှာအရန်စိတ်ဝင်စားဖို့ကောင်းတာစာရန်ကအဲ့ဒီကြားရတဲ့အရာကိုလူတွေအခေါ်လဲဖီရာသခင်အခေါ်ဆိုပြီးခွဲပြထားတာပဲ ဟုတ်လားဘယ်လိုမျိုးလဲ လူတွေကဒါကိုဗျာဒိတ်တော်သူဆွတ်ဆွတ်လို့ခေါ်ကြပြီမင်းဖျားသခင်ဘက်ကတော့ဒါကိုလုံစင်ခွာဇက်နာလို့ခေါ်တယ်လို့ရေးထားပါတယ် လုံစင်ခွာဇက်နာတရစ်ဘာသာပြန်ရင်စိတ်နှလုံးအတွင်းမှာနိုးကြသိမြင်ခြင်းနဲ့ဆိုတော့ဒါကဖုန်းထဲကနေအတန်တန်ကြားလိုက်ရတာမျိုးထက် ဟုတ် ကိုရင်တဲကနေဒါလုံးဝမှန်တယ်လို့သိနေတဲ့ခံစားချက်မျိုးအတွင်းစိတ်ရဲ့စစ်ဆောင်မှုမျိုးနဲ့ပူတူတယ်ပါနော် အင်မတန်တိကျတဲ့နန်းညင်ချက်ပါပဲ Epiphany လို့ခေါ်တဲ့ရုတ်တရက်အတိညာပွင့်သွားတာမျိုးလား ဟုတ်ကဲ့အပြင်ကအတန်လိုင်းတစ်ခုကိုနားနဲ့ကြားရတာမျိုးမဟုတ်ပဲအတွင်းစိတ်ရဲ့အနှစ်ဆိုင်ဆုံးတနေရာကနေပေါ်ပေါက်လာတဲ့နားလည်မှုသိမြင်မှုမျိုးကိုဆိုလိုတာပါဒီချက်ကဒီစာတန်းရဲ့အဓိကအနှစ်သာရကိုဖော်ပြနေတယ်လို့ပြောလို့ရတယ် ဒီစာတိုင်းအမြင်အရလူသားဖြစ်ရတဲ့အဒီပဲဟာရုပ်ခန္ဓာမဲ့ရှင်သန်နေထိုင်ဖို့တတ်တဲ့မဟုတ်တော့ဘူးဖန်ဆင်းရှင်နဲ့ဒီလိုလုံစင်ခွေရနာဆိုတဲ့ဆက်သွယ်မှုမျိုးကိုရရှိဖို့ကလူသားဖြစ်တဲ့ဒီမှုရဲ့အဓိကရွေချက်ဖြစ်လာတယ် ။အော်ဒါကလူသားရဲ့မူလအစားကိုပြောနေတာပဲချာမကပဲလူသားရဲ့ဘဝရွေချက်ကိုပါတခါတည်းအတင်းပဲဖွင့်ဆိုသွားတာပဲ ဟုတ်ပါတယ်အဲ့ဒီသဘောပါပဲဒါဆိုရင်ဒီလိုအတွင်းစိတ်နဲ့ဆက်သွယ်နိုင်ဖို့အတွက်လူသားတွေကိုဘုရားသခင်ကကိရိယာတစ်ခုတက်ဆင်ပေးထားတယ်လို့ဆိုလိုသလားစာတိုင်းရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးအပိုင်းကအဲ့ဒီကိရိယာအကြောင်းကိုပြောထားတာထင်တယ်ငိုင်းဆွတ်ဆွတ်နာတယ်အဆက်မပြတ်နှဆိုင်စွာတွေးခေါ်ခြင်းအရေးပါပုံပေါ့ ။ဟုတ်ပါတယ်။ဒါကဒီစာတန်းရဲ့အထွတ်ထည်လို့တောင်ပြောလို့ရပါတယ်။လူသားတွေရဲ့တွေးခေါ်နိုင်စွမ်းဟာဒီအတိုင်းဖြစ်ပေါ်လာတာမဟုတ်ပဲ။အဲ့ဒီ lansing khua zakna ကိုရရှိနိုင်ဖို့အတွက်တမင်တကာပေးအပ်ထားတဲ့ကိရိယာတစ်ခုလို့သူကဆိုထားတယ် စိတ်ဝင်စားစရာပဲ ။ဟုတ်ကဲ့။နောက်ပြီးတော့အတွေးခေါ်ကိုအလွာလိုက်ခွဲပြထားတာပဲ။ငိုင်စွနာခဏနေနာထွန်းနာဆိုပြီးပထမအတွေးဒုတိယအတွေးတတိယအတွေးစသည်ဖြင့်အစင်စင်နည်းနည်းတွေးခေါ်နိုင်အောင်ဖန်တီးပေးထားတယ်လို့ဖော်ပြတယ် အလွာလိုက်တွေးခေါ်ခြင်းဒါကိုနည်းနည်းတော့ရှင်းပြပြလို့ရမလားပထမတွေးဆိုတာကချက်ချင်းပေါ်လာတဲ့အတွေးမျိုးလား ဟုတ်ကဲ့ဒီလိုစဉ်းစားကြည့်လို့ရတယ်ရှင်ပထမအတွေးခတ်နာကမျက်စိရှေ့မှာမြင်လိုက်တဲ့အရာပေါ်မှာပေါ်လာတဲ့အပေါ်ရအတွေးတုံ့ပြန်မှုတတ်ပဲ ဥပမာ ဥပမာလာပါတဲ့နေဝင်ချင်းကိုကြည့်ပြီးလာလိုက်တာလို့တွေးလိုက်တာမျိုးပေါ့ ဒုတိယအတွေ့နေနာကတော့ဒီလိုအယောင်ဒီဘလို့ဖြစ်လာတာလဲဆိုပြီးအကြောင်းတရားကိုစဉ်းစားလာတာမျိုးတတိယအတွေ့ထီနာကတော့အဲ့ဒီအလာတရားနဲ့အကြောင်းတရားရဲ့နောက်ွယ်မှာရှိနိုင်တယ်ပူကြီးမတဲ့အဓိပဲ ပုံနဲ့နေတဲ့အဒီပဲပေါ့ ဟုတ်ဒီလာတရားကငါ့ကိုပါခန်းစားစီချင်တာလေဒါရဲ့နောက်ွယ်မှာ foundation တရားရဲ့လက်ရာကိုခန်းစားမိတယ်ဆိုရဲအဆင့်ထိနက်နက်ရှာရှာဆင်ချင်းတုံးတတ်တာမျိုးကိုဆိုလိုပုံရပါတယ် အော်ဆိုတော့မြင်မြင်ကနေအတွေးခေါ်ကနေဝိညာဉ်ရေးရာဆင်ခြင်မှုအထိအစဉ်အစဉ်တွားတဲ့ဖြစ်စဉ်တခုပေါ့ ဟုတ်ပါတယ်အဲ့ဒီအတိုင်းပါပဲ အရင်စိတ်ဝင်စားဖို့ကောင်းတယ်ဒါဆိုစာတိုင်းရဲ့အစိုးအရာဒီလိုငိုင်းဆွဆွနာလို့ခေါ်တဲ့အစမပြတ်နဲ့ဆိုင်စွာတွေးခေါ်ခြင်းကိုလေ့ကျင့်လိုက်မှသာဖျားထင်အတန်အဲ့ဒီစိတ်နှလုံးအတွင်းမှာနိုးကြားသိမြင်ခြင်းကိုရရှိနိုင်မယ်လို့ဆိုလိုတာလား အတိအကျလာဒီစာတန်းရချုပ်ကအဲ့ဒါပဲလူသားတွေရဲ့ရုပ်ပိုင်းဆိုင်ရာကမှုထူးခြားမှုတရစ်ဆန်နေနဲ့မတူတဲ့ဉာဏ်ရည်ဒါတွေအားလုံးကအဆုံးစုံပန်းတိုင်မဟုတ်ဘူး လမ်းစားတွေပဲပေါ့ ဟုတ်ကဲ့အဲ့ဒီပန်းတိုင်ကိုသွားဖို့လမ်းစာတွေပဲတကယ်ပန်းတိုင်ကဒီလိုအလွာလိုက်တွေးခေါ်နိုင်စွမ်းကိုအသုံးပြုပြီးဖန်ဆင်းရှင်တဲ့ဝိညာဉ်ရေးရအရာပြန်လဲချိတ်ဆက်ဖို့ပဲဒီအတွေးခေါ်စွမ်းရည်ကိုအသုံးမပြုရင်ဒါမှမဟုတ်အပေါ်ယံအတွေးလောက်နဲ့ပဲရပ်နေရင်ဖန်ဆင်းရှင်တဲ့အဆက်အသွယ်ပြတ်ပြီးကိုယ့်ရဲ့အမှန်းဆက်ချက်အပေါ်နေနဲ့ပဲလမ်းပြောင်းနေလိမ့်မယ်လို့တတိပေးနေတယ်လို့ပဲ ဒါဆိုအားလုံးပြန်ပြီးချုပ်ကြည့်ရရင်ဒီစာတန်းကတင်ပြတဲ့လူသားရဲ့ပုံစံကအပြင်ပန်းကနေအတွင်းစိတ်အထိချိတ်ဆက်နေတဲ့ဖွဲ့စည်းပုံတစ်ခုပေါ့ ဟုတ် အပြင်ဘက်မှာကြောင်ချင်းစီမတူအောင်ထူးခြားစွာဖန်ဆင်းခံထားရတယ်အတွင်းစိတ်မှာတော့အဲ့ဒီဖန်ဆင်းရှင်ကိုပြန်လဲတိရှိနိုင်ဖို့အလွာလိုက်တွေးခေါ်နိုင်တဲ့ဉာဏ်ကိုထည့်သွင်းပေးထားတယ် ဟုတ်ကဲ့ ဒီဉာဏ်ကိုသုံးပြီးနည်းနည်းစင်ချင်းမှာသာစိတ်နှလုံးအတွင်းမှာနိုးကြတိမြင်ခြင်းဆိုတဲ့ဆက်တွယ်မှုကိုရရှိနိုင်မယ်ဒီလိုလား
လုံးဝမှန်ပါတယ်ဒီစာတန်းရဲ့တင့်ပြပုံကအလွန်စနစ်ကြတယ်အပြင်ပန်းမြင်ထားတဲ့ရုပ်ပိုင်းဆိုင်ရာတက်တဲ့နေစတင်ပြီးမျက်စိနဲ့မမြင်နိုင်တဲ့အတွင်းစိတ်နဲ့ဝိညာဉ်ရေးဆိုင်ရာရွေးချက်အထိအဆင့်ဆင့်ချိတ်ဆက်တိဆောက်သွားတာကိုတွေ့နိုင်ပါတယ် ဆိုတော့သူကရုပ်ပိုင်းကနေနာမ်ပိုင်းအထိကျေပြန့်တဲ့ဘုံတပုံကိုဆွဲပြဖို့ကြိုးစားထားတာပဲ ဟုတ်ပါတယ်ရှင် ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင် passion bombing ဆိုတဲ့စာရန်ကောင်းလို့ချက်ကလူသားတွေဟာဖန်ဆင်းခံဖြစ်ကြောင်းတက်တည်ပြဖို့အချက်၃ချက်ကိုအဓိကထားသွားတယ် ဟုတ်ကဲ့ အခုကလူတအုပ်ချင်းစီရဲ့ဘယ်သူမှမတူတဲ့တမှုထုချမှုနှစ်ကတိရစ္ဆာန်တွေနဲ့ကွဲပြားတဲ့ဇီဝကမနဲ့ဉာဏ်ပိုင်းဆိုင်ရာခြားနားမှုအရေးကြီးဆုံး၃အချက်ကတော့ဖန်ဆင်းရှင်ကိုသိရှိနားလည်နိုင်ဖို့ပေးအပ်ထားတဲ့အလွာလိုက်တွေးခေါ်လိုက်စွာနဲ့ ဟုတ် အဲဒီကနေရရှိလာမဲ့အတွင်းစိတ်ရဲ့နိုးကြသိမြင်မှုပဲဖြစ်ပါတယ် ဟုတ်ပါတယ်ဒီဆွေးနွေးမှုတစ်ခုလုံးကိုခြုံငုံပြီးပြောရရင်ဒီစာတန်းကလူသားရဲ့ဖြစ်တည်မှုကိုစက်သွယ်ရေးရှုထုံကနေအထိပ္ပယ်ဖွင့်ဆိုသွားတာလို့မြင်လို့ရတယ် ။အော်စက်တွေရဲ့ ဟုတ်ကဲ့ကျွန်တော်ရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအစွမ်းစားတဲ့အားလုံးဟာဖန်ဆင်းရှင်နဲ့ပြန်လည်ဆက်သွယ်နိုင်မှုတည်ရှိနေတဲ့ဆိုတဲ့အယူဆဟာသူ့ရဲ့အထူးက message ပဲ ကောင်းပါပြီ။နောက်ဆုံးအနေနဲ့ကျွန်တော်တို့နားဆင်သူတဲ့အတွက်စပ်ပြီးတွေးတောစရာအချက်တစ်ခုကိုခြံထားခဲ့ချင်ပါတယ် ဟုတ်ကဲ့ရှင် ဒီစာတန်းကနှဆိုင်မီအလွာလိုက်ကြတဲ့အတွေးခေါ်ဟာမြင့်မြတ်တဲ့အရာတစ်ခုကိုနားလည်နိုင်ဖို့တကားပေါက်ရှိတယ်လို့အလေးပေးထားတယ်။ဒါကကျွန်တော်တို့ကိုအတွေးခေါ်ရဲ့သဘောတဘာဝကိုပြန်လဲဆင်ခြင်စေပါတယ်။ကျွန်တော်တို့ရဲ့အတွေးခေါ်လေးဆိုတာဥနောက်ထဲကအာယုံကြောဆဲရဲ့ဓာတုပိတာဆိုင်ရာတုတ်ပြမို့ဇီဝကမထည့်စင်တကူတတ်တက်ပဲလား။ဒါမှမဟုတ်ဒီစာလမ်းမှာတင်ပြထားသလိုမျိုးရုပ်လောကကိုကြောလွန်ပြီးပိုမြင့်မြတ်တဲ့ဝိညာဉ်ရေးရာရည်ရွယ်ချက်တစ်ခုကိုဆောင်ရွက်နေတဲ့ကိရိယာတစ်ခုများချစ်နေမလားဆိုတာပါပဲ